မင်္ဂလာပါပြန်လည်ပြီးတွေ့ရတဲ့အတွက်ရမယ်ဝမ်းသာတယ်အားလုံးကိုနှုတ်ဆက်ပါတယ်ဒီနေ့မှလည်းနှုတ်ကပတ်တော်ကိုအတူတူကပြန်ပြီးခံယူရအောင်ဖခင်သခင်ဒီအလိုမဲ့ကောင်းမြတ်တဲ့ဒီကာလမှာကျွန်တော်တို့အရောက်ချင်းစီတိုင်းကိုကျမ်းမာခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေနဲ့ဖြည့်ပေးနေတဲ့ဖခင်ဖြစ်ပါတယ်အာမင်ဖခင်သခင်ကကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပစ်ဘူးဖြစ်တယ်သူဟာဖခင်ကောင်းဖြစ်တယ်သူဒီကျမတို့အတွက်အရာအလုံးကိုပြင်ဆင်ပေးခြင်းနဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအာမင်အဲ့တော့ဒီနေ့မှာလေကျမအတူတူကနှုတ်ကပတ်တော်ကိုခံယူရအောင်အဲ့တော့ဒီနေ့မှာကျမဘယ်အကြောင်းအရာကိုဘာအကြောင်းအရာခေါင်းစဉ်လေးနဲ့ပြောခြင်းလဲဆိုရင်တော့ဟန်ဆောင်မှုမရှိဘဲနဲ့ဖခင်ထံတိုးဝင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောခြင်းပါတယ်အဲ့တော့ဟန်ဆောင်နေဆိုတော့ဘာလဲဟန်ဆောင်နေဆိုတာကတနည်းအားဖြင့်ကျမပြောရမယ်ဆိုမျက်နှာဖုံးတက်လိုက်ခြင်းဖြစ်တယ်ကျမတို့ရဲ့ဘဝအစစ်မှန်ကိုဖုံးကွယ်လိုက်ခြင်းဖြစ်တယ်ကျမတို့ရဲ့မျက်နှာကိုမပြချင်တဲ့အတွက်ကြောင့်မျက်နှာဖုံးတက်လိုက်ခြင်းပုံစံဖြစ်တယ်အဲ့တော့ဟန်ဆောင်တဲ့အခါမှာကျမတို့ရဲ့မျက်နှာအစစ်မှန်ကျမတို့ရဲ့ဘဝအစစ်မှန်ကျမတို့ရဲ့အခြေအနေအစစ်မှန်ကိုမတွေ့ရဘူးဖြစ်တယ်ဘယ်သူမှလည်းကျမတို့ရဲ့အခြေအနေအစစ်မှန်ကိုမသိနိုင်ဘူးဖြစ်တယ်အဲ့တော့ဟန်ဆောင်တဲ့ဆိုတာကတချို့သောသူတွေအတွက်အစစ်မပြေဘူးဒါပေမဲ့ဟန်ဆောင်တဲ့ဆိုတချို့သောသူတွေအတွက်အစစ်ပြေတယ်လူချို့သောသူတွေကဖခင်အကြောင်းကိုလာတဲ့အခါမှာဖခင်နဲ့တွေ့ဖို့ရန်အတွက်လာတယ်တချို့သောသူတွေကနော်အမျိုးမျိုးသောဟန်ဆောင်မှုတွေနဲ့လာတယ်အမျိုးမျိုးသောစိတ်ခံစားချက်နဲ့လာတယ်အဲ့တော့ဒီနေ့မှာကျွန်မအဓိကပြောချင်တဲ့အရာကဟန်ဆောင်မှုမရှိဘဲနဲ့ဖခင်ထံကျွန်တော်တို့တိုးဝင်ခြင်းကဘယ်လောက်ထိအရေးကြီးလဲဆိုတဲ့အရာကိုကျွန်မပြောပြသွားချင်တာဖြစ်တယ်အာမင်တခါတလေမှာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနာကျင်ခြင်းခံစားရတယ်အထီးကျန်ခြင်းတွေခံစားရတယ်ဝမ်းနည်းခြင်းတွေခံစားရတယ်ဘာဖြစ်လို့လဲဆိုရင်ကျမတို့ဟာလူသားဖြစ်တယ်ကျမတို့အထဲမှာခံစားတတ်တဲ့နှလုံးသားရှိတယ်အဲ့တော့ဝမ်းနည်းခြင်းခံစားရတယ်နာကျင်ခြင်းတွေခံစားရတဲ့အခါမှာမျက်နှာအမူအရာမှာပေါ်လာတယ်အဲ့တော့ကျမတို့အဲ့လိုမျိုးနာကျင်ခြင်းတွေခံစားရတယ်ဝမ်းနည်းခြင်းတွေခံစားရတယ်အထီးကျန်ခြင်းတွေခံစားနေရတဲ့အချိန်မှာကျမတို့ဘယ်လိုမျိုးဖြတ်တန်းလဲရှိလဲအာမင်အဲ့တော့ကျမကတော်များများအချိန်မှာစိတ်တော့မစိုးတတ်ပါဘူးဒါပေမဲ့ကျမစိတ်တူလာတဲ့အချိန်တစုံတစ်ခုအလိုမကျဖြစ်လာတဲ့အခါမှာအမြဲတမ်းကျမမျက်နှာမှာအမူအရာပေါ်တယ်ကျမကအဲ့လိုမျိုးမတိန်ထားတတ်ဘူးမျက်နှာမှာအမူအရာပြောတဲ့အခါပေါ်လာတဲ့အခါမှာရည်လဲမရည်နိုင်ဘူးမျက်နှာခက်တီတီဖြစ်သွားတယ်အဲ့တော့ဟန်ဆောင်ခြင်းကတကယ်တော့မလွယ်ဘူးဖြစ်တယ်ဟန်ဆောင်နေဆိုမလွယ်ပါဘူးတော့ကျမတို့လူတစ်ယောက်ကိုနေရီပါ9မိနစ်စက်တိုက်ရီရမယ် तू မရီချင်မဲနဲ့ကျမတို့သူ့ကိုအတင်းရီခိုင်းမယ်ဆို तू ခဏတော့ရီနိုင်လိမ့်မယ်ဒါပေမဲ့ကြာ तू ဟန်ဆောင်ပြီးမရီနိုင်ဘူးကြာ तू ဟန်ဆောင်ပြီးမပြုံးနိုင်ဘူးဖြစ်တယ်ဘာလို့ဆို तू အထဲကနေအစစ်မှန်ထွက်ပေါ်လာတဲ့အရာမဟုတ်လို့ဖြစ်တယ်အာမင်ဟာလေလုယာအဲ့တော့ကျမတို့ဟန်ဆောင်နေဆိုတော့တချို့သောသူတွေအတွက်အရန်ခက်ပါတယ်ဒါပေမဲ့တချို့သောသူတွေကဟန်ဆောင်ခြင်းနဲ့ငယ်ငယ်ကကြီးပြင်းလာတဲ့အခါမှာအဲ့ဒီဟန်ဆောင်တဲ့အသက်တာကသူတို့အတွက်အရန်ပဲလွယ်ကူသွားတယ်လူတွေကိုဟန်ဆောင်ပြီးစကားဆက်ဆံတယ်လူတွေကိုနော်ဟန်ဆောင်ပြီးမှဆက်ဆံတယ်ဖခင်ကြောင့်လာတဲ့အခါမှာလည်းဟန်ဆောင်တဲ့နှလုံးသားမျက်နှာဖုံးတက်ပြီးလာလက်ရှိတယ်ဒါပေမဲ့ကျွန်မဒီနေ့မှာအဓိကပြောချင်တဲ့အရာကဖခင်စီကိုကျွန်တော်လာတဲ့အခါမှာကျွန်တော်တို့မျက်နှာဖုံးတွေချွတ်ပြီးမှကျွန်တော်တို့အခြေအနေအစစ်အမှန်အရှိကိုအရှိတိုင်းကျွန်တော်တို့ဖခင်စီကိုတိုးဝင်လာဖို့ရန်အတွက်လိုအပ်တယ်အာမင်အဲ့တော့ကျွန်မကျမ်းစာတစ်ပိုက်ဖတ်ချင်ပါတယ်ဓမ္မရာဇဝတ်ပထမဆောင်အခန်းကြီး1အငယ်9ကနေကျွန်မစဖတ်ချင်တယ်ရှိလောမျိုး၌စားတော့ကြသောနောက်ယေဘရဟိတ်အေလိသည်ထာဝရဘုရား၏အိမ်တော်တိုင်နာမှထိုင်စေဟာနာသည်ညှိုးညဲ့သောစိတ်နှင့်ထား၍မျက်ရည်များစွာကြားလျက်ထာဝရဘုရားကိုဆုတောင်းသည်ကအိုးကောင်းကင်ဘုရားအရှင်ထာဝရဘုရားကိုရောဤကျွန်မကိုမေ့လျော့တော်မမူပဲကိုရောကျွန်မဤဆင်းရဲခြင်းကိုကြည့်ရှုအောင်မေ့တဖြင့်တားယောက်ျားကိုပေးသနာတော်မူလျှင်သူဤစပင်ရိတ်ခြင်းကိုအလင်းမပြုတသက်လုံးထာဝရဘုရားဤကျွန်ဖြစ်စေခြင်းကကျမအပ်ပါမည်ဟုတစ္ဆာဂတိပြုလေ၏ဟာနာသည်ထာဝရဘုရားရှေ့တော်၌ကြာမြင့်စွာဆုတောင်းစဉ်အေလိသည်သူ၏နှုတ်ကိုကြည်မှတ်လေ၏စိတ်နှလုံးနှင့်ဆုတောင်း၍နှုတ်ခမ်းလှုပ်တော်လဲစကားတန်မထွက်သောကြောင့်ရစ်မှုသည်ဟုအေလိထင်လျက်သင်သည်အပေမြကာလပတ်လုံးရစ်မှုလျက်နေမည်နီသင်၏စပြည့်ရည်ကိုပယ်ရှောင်လောဟုဆို၏
အဲ့တော့ဒီမှာဟာနာဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုကျွန်တော်တွေ့ရတယ်သူဟာကလေးမရနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်အဲ့တော့သူ့အထဲမှာနာကျင်ရှင်းရှိတယ်သူ့အထဲမှာအထီးကျန်တယ်သူကျန်တဲ့မိသားစုဝင်တွေကိုသူတွေ့တဲ့အခါမှာပျော်ပျော်ရွှင်ရွှင်နဲ့သားသမီးတွေနဲ့သူအဲ့ဒီအရာကိုတွေ့တဲ့အခါမှာသူ့အထဲမှာနာကျင်ချင်းခံစားရမှာပဲသူ့အထဲမှာလေဒီပျော်ရွှင်တဲ့မိသားစုတစ်ခုကိုသူလည်းလိုချင်မိမှာပဲအဲ့တော့ဒါပေမဲ့သူကကလေးမရနိုင်တဲ့အခါမှာသူ့အထဲမှာနာကျင်ရှင်းရှိတယ်ဒါပေမဲ့ तू ကတစ်နှစ်တစ်ကြိမ်အမြဲတမ်းဗိမာန်တော်ကိုသွားပြီးဆုတောင်းတဲ့သူဖြစ်တယ်အဲ့တော့အဲ့ချိန်မှာ तू ကဗိမာန်တော်သွားပြီးဆုတောင်းတဲ့အခါမှာတစ်နေ့မှာသူဆုတောင်းနေရင်နဲ့သူ့အထဲမှာရမ်းနာခြင်းတဲ့အခါမှာဖျားစီမှာ तू အကြီးကျယ်ဆုတောင်းတယ်ဖျားစီမှာ तू ငိုကြွေးပြီးမှဆုတောင်းတယ်ဘလို့ဆုတောင်းလဲဆိုရင် तू ကထာဝရဘုရားကိုပြောတယ်အိုးကောင်းကင်ဘုံခြေအရှင်ထာဝရဘုရားကိုရောဤကျွန်မကိုမေ့လျော့တော်မမူပဲကိုရောကျွန်မဤဆင်းရဲခြင်းကိုကြည့်ရှုအောင်မိတစ်ဖြစ်သားယောက်ျားကိုပေးသနာတော်မူလင်သူဤစပင်ရိတ်ခြင်းကိုအလင်းမပြုသက်လုံးထာဝရဘုရားဤကျွန်ဖြစ်စေခြင်းကကျမအပ်ပါမည်ဟုတစ္ဆာဂတိပြုလေ၏သူအဲ့လိုဆုတောင်းခဲ့တယ်သူသားအယံရခြင်းတယ်သူသားသမီးယရနာအယံရခြင်းတဲ့အခါမှာသူဘုရားစီမှာအကြီးကျယ်ဆုတောင်းတယ်သူဆုတောင်းတဲ့အရာကဒီနေ့ဘေးနားမှာရှိတဲ့ယစ်ပရောဟိတ်အေလိကသူ့ကိုဘလို့ထင်လဲဆိုရင်ရစ်မူးနေတယ်လို့သူ့ကိုအဲ့လိုထင်တာပြည့်တယ်အဲ့တော့ကျမတို့ကဖယားစီကိုတကယ်အစစ်မှန်ကျမတို့ရဲ့အခြေအနေအစစ်မှန်ကျမတို့ရဲ့ဘဝအစစ်မှန်နဲ့တိုးဝင်တဲ့အခါမှာဒီနေ့ကျမတို့ရဲ့ဆုတောင်းခြင်းတွေကလည်းအမှန်တကယ်ဖြစ်လာတာဖြစ်တယ်အာမင်အဲ့တော့ကျမတို့ရဲ့ဘဝမှာအရေးကြီးတာကဘုရားစီကိုလာတဲ့အခါမှာဥပမာကျမတို့အထဲမှာနာကျင်တယ်ကျမတို့အထဲမှာဝမ်းနေတယ်အထီးကျန်တယ်ဘုရားစီကိုလာတဲ့အခါမှာအဲ့ဒီຢာတွေကိုချပြဖို့ရန်အတွက်လိုအပ်တယ်တင်းရဲ့အထဲမှာနာကျင်ခြင်းတွေကိုဘုရားရှိမှချပြဖို့ရန်အတွက်လိုအပ်တယ်ဘုရားရှိမှကျမတို့ဟန်ဆောင်ဖို့ရန်အတွက်ဘာမှမလိုအပ်ဘူးဖြစ်တယ်ဘုရားရှိမှကျမတို့ဖုံးကွယ်ခြင်းတွေဘာမှမလိုအပ်ဘူးဖြစ်တယ်ဘုရားသခင်ကကျမတို့ရဲ့ဖခင်ဖြစ်တယ်ဖခင်ရှေ့ကိုလာတဲ့အခါမှာတင့်မှာဟန်ဆောင်ခြင်းတွေမလိုဘူးဖြစ်တယ်အာမင်ကျမတို့မျက်နှာပုံတက်ထားစရာမလိုဘူးဖခင်ရှေ့ကိုလာတဲ့အခါမှာကျမတို့လိုအပ်တဲ့အရာအလုံးကိုဒီနေ့ဟန်ဆောင်မှုမရှိဘဲနဲ့လွတ်လပ်စွာနဲ့ဖခင်ရှေ့မှာကျမတို့ပြောပြလို့ရတာဖြစ်တယ်အဲ့ဒီဟာနာဆိုတဲ့အမျိုးသမီးကဖယားရှိကိုလာတဲ့အခါမှာသူ့ရဲ့ဝင်လေးနေတဲ့အရာတွေအားလုံးကိုဖယားရှိမှသူပြောပြတဲ့အခါမှာသူငိုကြွေးတယ်သူအကြီးကျယ်ငိုကြွေးပြီးဆုတောင်းပြီးဖယားကိုပြောပြတဲ့အခါမှာဒီနေ့သူ့ရဲ့ဆုတောင်းခြင်းကတကယ်ပဲကျမတို့လက်တွေ့ဘဝမှာမြင်တွေ့လာရတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာကျမတို့တွေ့ရတယ်အဲ့တော့ကျမတို့ဘဝမှာဟန်ဆောင်ခြင်းဒီကျမတို့ရဲ့ဆုတောင်းချက်တွေကိုလည်းအကန့်အသတ်ဖြစ်စေတယ်ကျမတို့ဆုတောင်းချက်တွေကိုလည်းအပြည့်မရစေဘူးကျမတို့ဘုရားကျောင်းလာတယ်ဘုရားကိုကိုးကွယ်ဖို့ရအတွက်ဘုရားကိုချီးမွမ်းဖို့ရအတွက်ကျမတို့လာတဲ့အခါမှာဘုရားစီကျမတို့တိုးဝင်လာတဲ့အခါမှာအင်းဟန်ဆောင်တဲ့နှလုံးသားနဲ့ဘုရားကိုမတွေ့နိုင်ဘူးဖြစ်တယ်မျက်နှာပုံတက်တဲ့အသက်တာနဲ့အင်းအခြေအနေအစစ်မှန်မဟုတ်ဘဲနဲ့အင်းကျမတို့ဖုံးကွယ်နေတဲ့အရာနဲ့ဘုရားရှိကိုလာတဲ့အခါဘုရားကိုမတွေ့နိုင်ဘူးဖြစ်တယ်ဘုရားသခင်လိုချင်တဲ့အရာကကျမတို့ဘဝရဲ့အစစ်အမှန်နဲ့ဘုရားသခင်ကိုတကယ်လိုချင်တဲ့နှလုံးသားနဲ့ဘုရားသခင်ကိုတကယ်တွေ့ချင်တဲ့နှလုံးသားနဲ့ဒီနေ့ဘုရားစီကိုတိုးဝင်လာခြင်းကိုဘုရားသခင်အလွန်ပဲအလိုရှိပါတယ်ဟာလေလုယာဒီနေ့ဟာနာဆိုတဲ့အမျိုးသမီးဒီနေ့ဘုရားစီကိုတိုးဝင်တဲ့အခါမှာတကယ်အရှိကိုအရှိတိုင်းတိုးဝင်ခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်ဒီမှာဟန်ဆောင်ခြင်းမရှိဘူးဖြစ်တယ်အာမင်နောက်တစ်ယောက်အနေနဲ့ယူဒရှင်ကာယုတ်သည်ယေရှုကိုယောမစစ်သားတွေလက်ထဲကိုအပ်ခဲ့တဲ့သူတယောက်ဖြစ်တယ်။သူဟာယောမစစ်သားတွေလက်ထဲကိုယေရှုကိုအပ်ခဲ့တဲ့သူတယောက်ဖြစ်တယ်။ယေရှုကိုသူရောင်းစားခဲ့တယ်လို့ပြောလို့ရတယ်။ယူရောင်းစားခဲ့တဲ့အခါမှာယေရှုအနာကိုသူပြန်ရောက်လာတဲ့အခါမှာဘာမှမဖြစ်သလိုပုံစံနဲ့ဒီယေရှုကိုချစ်တဲ့ပုံစံနဲ့ပဲယေရှုအနာမှာဆက်လက်ပြီးနေခဲ့တဲ့သူဖြစ်တယ်။ကျွန်မသူ့နေရာမှာဝင်ပြီးခန်းစားကြည့်တဲ့အခါမှာမလွယ်ကူဘူးဖြစ်တယ်။သူ့အထဲမှာအမြဲတမ်းလိပ်ပြမလုံတဲ့ခံစားချက်သူ့အထဲမှာရှိနေလိမ့်မယ်အဲ့တော့ယေရှုနာသူရောက်တဲ့အခါမှာသူ့ကိုယ်သူအမြဲတမ်းစိတ်မချဖြစ်နေတယ်အဲ့တော့ဟန်ဆောင်ခြင်းကကျမတို့ကိုအယံပဲပင်ပန်းစေပါတယ်မိတ်ဆွေလူတွေကိုဟန်ဆောင်ပြီးဆက်ဆံရတာတွေဖခင်ကိုဟန်ဆောင်ပြီးမှဒီနေ့ဖခင်စီတိုးဝင်လာတဲ့အရာတွေဖခင်ကိုမျက်နှာပြဖို့ပဲလာတဲ့အရာတွေဒီနေ့ကျမတို့ရဲ့ဟန်ဆောင်ခြင်းတွေနှလုံးသားတွေအသက်တာတွေဒီနေ့အယံမဲ့ပင်ပန်းပါတယ်မိတ်ဆွေဒီကျမတို့လိုအပ်တဲ့အရာကဖျားစီကိုလာတဲ့အခါမှာကျမတို့ရဲ့ဘဝအစစ်မှန်တိုင်းတိုးဝင်လာဖို့အယံမဲ့လိုအပ်တယ်ယူဒရှင်ကယေရှုနာနေတဲ့အခါမှာယေရှုကိုချစ်တယ်လို့ဟန်ဆောင်တယ်နောက်ဆုံးတော့ယေရှုကိုယောမစစ်သားရဲ့လက်ထက်အပ်ခဲ့တဲ့သူဖြစ်တယ်တချို့သောသူတွေလည်း
ယေရှုကိုချစ်တယ်လို့သာပြောတာဒါပေမဲ့နှလုံးသားထဲမှာအစစ်မှန်မရှိဘူးကျမအရင်မဲ့အထူးပဲအားပေးခြင်းနဲ့ကျမတို့ရဲ့ယေရှုကိုချစ်တဲ့နှလုံးသားကအစစ်မှန်ဖြစ်ပါစေအာမင်ဟာလေလုယာဒီနေ့ကျမတို့ဟန်ဆောင်တဲ့နှလုံးသားကိုပယ်ရအောင်ကျမရဲ့အိမ်ဘေးနားမှာကလေးတစ်ယောက်ရှိတယ်ကျမတို့စီကိုအမြဲတမ်းလာလေလေးရှိတယ်သူကကျမတို့အိမ်ရောက်တိုင်းမှာသူလိုချင်တဲ့အရာရှိပြီဆိုရင်အမြဲတမ်းတောင်းတယ်ကျမသူကဆမနီနီလို့ခေါ်တယ်သူအဲ့လိုခေါ်ပြီးမှကျမကိုခေါ်တယ်ခေါ်ပြီးမှသူလိုချင်တဲ့အရာကိုလက်ညှိုးထိုးပြတယ်ပြီးတော့သူပြောတတ်တဲ့အရာဆိုရင်သူပြောတယ်သူမပြောတတ်တဲ့အရာဆိုရင်လက်ညှိုးထိုးပြီးမှသူလိုချင်တယ်ဆိုတဲ့အရာကိုသူပြောတယ်အဲ့ကျမသူ့ကိုကြည့်တဲ့အခါမှာသူကသူ့ရဲ့နှလုံးသားအရင်ပဲဖြူစင်းတယ်ကျမသူ့ကိုကြည့်တဲ့အခါမှာစိတ်ချမ်းသာတယ်သူလိုချင်တဲ့အရာကိုသူပြောတယ်သူ့အထဲမှာဟန်ဆောင်မှုမရှိဘူးသူ့အထဲမှာဘာမှကြောက်ရွံ့ခြင်းလည်းမရှိဘူးသူ့အထဲမှာဘာမှစိုးရိမ်ခြင်းလည်းမရှိဘူးအဲ့ဒီဘုရားသခင်လိုချင်တဲ့နှလုံးသားကကလေးသူငယ်နှလုံးသားဖြစ်တယ်အာမင်ဖြူစင်တဲ့နှလုံးသားဟန်ဆောင်မှုမရှိတဲ့နှလုံးသားအယောင်ခါလာမရှိတဲ့နှလုံးသားကိုဘုရားသခင်လိုချင်တယ်ဒီနေ့ဘုရားသခင်စီတိုးဝင်တဲ့အခါမှာကျမတို့ရဲ့ဟန်ဆောင်မဲ့နှလုံးသားတွေကျမတို့ရဲ့ဟန်ဆောင်ပြီးမှပြောနေတဲ့စကားတွေကျမတို့ဘဝအစစ်မှန်ကိုဖုံးကွယ်ထားတဲ့အရာတွေဒီနေ့ခွာချပြီးမှဘုရားစီကိုတိုးဝင်ရအောင်ဘုရားသခင်ကကျမတို့ရဲ့အရှိကိုအရှိတိုင်းတိုးဝင်ခြင်းကိုလိုချင်တာဖြစ်တယ်အာမင်ကျမတို့ရဲ့အခြေအနေအစစ်မှန်ကိုဘုရားသခင်လက်ခံနိုင်တယ်တချို့သောသူတွေကငါကတော့ဒီအတိုင်းဝိုင်းကြားမှာတိုးဝင်တဲ့အခါမှာငါတို့ဒီအခြေအနေနဲ့မဆန့်ဘူးအဲ့တော့ငါလိန်ပြောမှဖြစ်မယ်တော့ငါဟန်ဆောင်မှဖြစ်မယ်သူတို့တွေငါ့ကိုလက်ခံအောင်ငါဟန်ဆောင်မှဖြစ်မယ်စသဖြင့်တချို့သောသူတွေရဲ့အတွေးခေါ်မှာအဲ့လိုရှိတယ်နေ့ကျမအားပေးခြင်းနဲ့ဖခင်သခင်အဲ့လိုမျိုးမဟုတ်ဘူးဖြစ်တယ်ဖခင်သခင်ကကျမတို့ဘာပဲဖြစ်နေလက်ခံတဲ့ဖခင်ဖြစ်တယ်အာမင်ပျောက်တော်သားကအိမ်ပြန်လာတဲ့အခါမှာသူ့မှာဘာမှမရှိဘူးဖြစ်တယ်သူအရာအားလုံးကိုဆုံးရှုံးနေပြီဖြစ်တယ်သူယူသွားတဲ့ငွေကြေးစည်းစိမ်တွေမရှိဘူးဒါပေမဲ့သူအိမ်ကိုပြန်လာတဲ့အခါမှာတကယ့်ကိုဆင်းရဲတဲ့ဒီနေ့တောင်းစားဘဝအစင်လောက်နဲ့သူဖခင်အိမ်ကိုပြန်လာခဲ့တာဖြစ်တယ်ဒါပေမဲ့ဖခင်ဒီဘာလို့လဲဆိုရင်သူ့ကိုလက်ခံတယ်သူ့ကိုကြိုဆိုတယ်အာမင်ဒီနေ့ဖခင်လိုချင်တဲ့နှလုံးသားဒီကျမတို့အရှိကိုအရှိတိုင်းနဲ့တိုးဝင်ခြင်းကိုလိုချင်တယ်ဖခင်လိုချင်တဲ့ပုံစံတွေကျမတို့ဟန်ဆောင်မှုမရှိဘဲနဲ့ဖခင်စီကိုတကယ်ပဲအကိုတကြီးနဲ့တိုးဝင်လာတဲ့အသက်တာကိုဘုရားသခင်ဒီနေ့လိုချင်တာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့ဘာလုပ်ရမလဲဒီနေ့ကျမတို့ရဲ့ဟန်ဆောင်တတ်တဲ့နှလုံးသားတွေဟန်ဆောင်ပြီးပြောနေတဲ့စကားတွေဒီနေ့ဟန်ဆောင်ပြီးလူတွေကိုပြုံးပြပြီးဆက်ဆံနေတဲ့အရာတွေကျမတို့အသက်တာကနေဖယ်ရှားရအောင်ကျမတို့ရဲ့အရှိကိုအရှိတိုင်းတဲ့လူတွေကိုဆက်ဆံရအောင်ဖျားစီတိုးဝင်တဲ့အခါမှာလည်းအထူးသဖြင့်ဖျားစီကိုကျမတို့တိုးဝင်တဲ့အခါမှာကျမတို့ရဲ့အသက်တာကမှန်ကန်ဖို့လိုအပ်တယ်ကျမတို့ရဲ့နှလုံးသားထဲမှာဒီနေ့ဟန်ဆောင်မှုမရှိဖို့လိုအပ်တယ်ဖျားတခင်ကိုပြောပါပုံပွင့်လင်းပြောပြပါဘုရားသခင်ကိုတိုင်ပင်ပါဘုရားသခင်ကိုပြောပြပါဘုရားသခင်ကကျမတို့အတွက်အကောင်းဆုံးသောဖခင်ဖြစ်တယ်အာမင်ကျမတို့ဘာပဲဖြစ်နေသူဟာကျမတို့ကိုလက်ခံတဲ့သူဖြစ်တယ်ဟာလေလုယာလူတွေကကျမတို့ဒီနေ့အပြစ်တစုံတစ်ခုလုပ်ပြီးတဲ့အခါမှာလူတွေကကျမတို့ကိုလက်မခံခြင်းနေလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကျမတို့ကိုလက်ခံတယ်ဘုရားသခင်ကျမတို့ကိုခွန်လွတ်တယ်ဘုရားသခင်ကျမတို့ကိုချစ်ဆဲပဲဖြစ်တယ်အာမင်ဒီနှုတ်ကပတ်တော်နဲ့ကျွန်မအရောက်ချင်းစင်ကိုခွန်အားပေးခြင်းနဲ့အဲ့တော့ကျွန်တော်တို့အသက်တာမှာဟန်ဆောင်မှုမရှိဘဲနဲ့ဘုရားသခင်စီကိုတိုးဝင်ရအောင်အဲ့ဒီခါကျရင်ဘုရားသခင်ရဲ့နှလုံးသားကိုကျွန်တော်ရရှိနိုင်မှာဖြစ်တယ်အာမင်အရောက်ချင်းစင်ဖျားရှင်ထူကောင်းချီးပေးပါစေအာမင်